နံပါတ်ကြီးတွေနဲ့ကောင်းပါရင်တကယ်ကြောက်ပါတယ်ဆိုကမှဒီပွဲကြမှာပဲတိုက်တိုက်ဆိုင်ဆိုင်ကိုဘက်ကမပရိုတိန်းလေးရလိုဘယ်နံပါတ်15တဲ့ဒီလိုနဲ့ enemy ဘက်ကိုရှိုးလိုက်တော့လေတွေ့ပြီဖာကောင်းနမဲကိုကလေးကကြက်တွေရုပ်တာပြောပါတယ်ဖာတွေစွတ်မချပါနဲ့ဆိုအခုတော့အင်ကြီးတော့မှကောင်းကောင်းမွန်မွန်ဝယ်မဝင်နိုင်ဘူးဖာကောင်းကတော့ဒါလို့ဒီဘွဲမှာတော့သမီးကတော့ပုလေးနန်းနာကိုကင်ထားတာပေါ့ရှင်။ရောက်နေစတာနော်။ယောက်ျားကြီးမပြစ်မှားကြလက်ဦးကြီးနဲ့နော်လက်ဦးကြီးနဲ့အဲ့ဒါနဲ့ရှေ့မှာတွေ့နေတယ် Global Number 15မပရိုတိန်းလေးနောက်ကိုအသားလေးလိုက်သွားတာပေါ့။သူများလှည့်ကြည့်မလားဆိုပြီးတော့မလိမ့်ဆော့ရတာလေတော်တော်အလုံးရှုပ်တယ်။သူတို့ဘက်ပေါ်လာရင်သူတို့နည်းနည်းပါးပါးမကူပေးရင်လေဒီကောင်လေးကဟောင်ကျင်သေးတယ်။တော်ပြီနင်းတို့ဘက်တွေကိုကူလုပ်ပေးနေပုလေးကမလိမ့်ရခရီကိုလွတ်သွားတော့မယ်အမြန်ပြေးဦးမှာပဲ။ Hello အညာစေယောကစမတာဆဝါဒီခါဒီကောင်လေးဒီလိုသွားပြောတော့နားလည်းမလည်းမဟုတ်ဘူးရုပ်ကိုတွေကနွားရုံနဲ့စားစရာခရီလေးတွေကလည်းကုန်သွားပြီဆိုတော့ offline လေးသွားအောင်မှာပဲမဟုတ်ရင်လည်းဒီကောင်ကကိုယ်ဆဲအောင်မှာကိုနောဘယ်သွားမလို့လဲကိုနောအမလေးခုံဆော့နဲ့ပြေးတယ်ကိုနောတို့ဘာလို့ငါမြင်တာလဲပြေးနေတာငါရုပ်ဆိုးလို့လားကဲဟာမီးရချက်ပေါက်လိုက်အိုးနည်းနည်းလေးရမသေးဘူးဆောင်းနွားအဲ့ဒါနဲ့ကိုတွေလည်းလိတ်ကင်းနေတော့အပေါ်မှာစီစီမတောင်းရမ်းနေတယ်ဆိုတော့အစမောကူညီပေးလိုက်အောင်မယ်ယော့အဲ့ဒီအမလေးကောင်မစီစီမနည်းနော်အဲ့ဒီလွဲသွားလို့နေကံကောင်းနေမှအဲ့ဒါနဲ့ရှက်နဲ့တခါမလိမ့်ကိုပြန်ပြေးလာရပြန်ရောဒီလိုနဲ့အောက်လန်းကိုရောက်တော့ခြုံလေးကမသေးရဘူးဆိုပြီးတော့စစ်ကြည့်လိုက်သေးတာပေါ့မရှိဘူးဆိုတော့လည်းကိုလည်းခြုံလေးနဲ့ကနေကတ်တိုးလေးနေပြီးတော့ဗရှင်ကြည့်နေတဲ့အချိန်မှာနော်အမကြီးရောက်လာပြီကိုနော်ရဲ့ချမ်းသာပေးပါမြက်ပဲစားတော့လူကဘာမှမလုံးနဲ့ဆိုပြီးပြောနေနေမယ်ဒီဘက်တော့အမှန်လေးအော်တတီမနဲ့တခါထပ်တွေ့ပြန်ရောဒီရတဲ့နောက်ကဂရန်ဂျာဆိုတဲ့ကောင်လေးရတယ်တနဲ့သေးပန်းနေသေးတယ်တော်သေးတာဗောကြောင်လေးချပြီးကြောင်ပြေးလာတော့နွားကြီးကတော့ကိုဘက်ကကောင်တွေဝါမီပေါ်ပလိုက်ပြီးအားရတယ်ဆောက်နွားအဲ့ဒါနဲ့ရင်မနေနိုင်ဘူး offline ကဂရန်ဂျာကိုသူရဲကောင်းလို့ထင်ပြီးတော့သွားပြီးဖင်ရတာကံကောင်းလို့မကြီးအောင်ကြောင်ပြေးတခါထပ်ပြေးလာရပြန်ရောနောက်ကလည်းနွားမကြီးကလည်းပါသေးတယ်ဗျအမလေးပြေးနိုင်မှလွတ်မယ်ပြေးတာပူလေးမပရိုတိန်းရင်ကဲအောင်ဒီမှာနွားလိုက်ခွေနေလို့ရေးအကြောင်ကြောင်ချတာလွဲသွားတော့ Granger Damage နဲ့အပူလေးကတခါထက်ချောသွားပြန်ရောဗျာကိုပြန်ထွက်လာတော့မလိမ့်မှာအစမာနဲ့ Audity ရဲ့အကချင်းပြိုင်နေတာမကြည့်ရလို့ကိုလည်းကြောင်လေးချပြီးရောကိုဘက်ကအစမာကူညီပေးလိုက်တာအစမာအနေနဲ့ Audity ကိုတကောင်တက်လိုက်တယ်ပေါ့ဗျာအဲ့ဒါနဲ့ Leslie တို့နဲ့ပွဲဖြစ်နေတာဘယ်သူလဲလို့တွေ့ပြီးဖာကောင်းတက်ဆိုလို့မိကြီးလေးကတ်တိုးလေးပြပြီးတော့ကေးလူလိုက်တယ်မရလိုက်ဘူးတရောင်းသား Leslie ကရသွားတယ်အဲ့ဒါနဲ့ offline မှာနေကြုံနေတဲ့အစမာကိုကြည့်နေနေကိုလည်းခြုံလေးကနေကတ်တိုးလေးစောင့်နေရှေ့မှာတွေ့ပြီး Audity မရော့ကြောင်ချရော့ Airy Shaw ဆောင်းမြက်ကလည်းမတက်နိုင်ဘူးပူလေးကတော့တက်ပြီးတော့ Rico ကတော့ပြမှာပဲအမလီနွားအကြောင်မြင်လိုက်ခွေတတ်တယ်ဆိုတော့ဒီနွားရှောင်းမဒီလိုနဲ့ပေါ်လေးမှာဘက်တရီဖြစ်နေတယ်ဆိုတော့အပူလေးရဲ့စကေးကိုချပြဖို့ချင်းရောက်ပြီဆိုတော့အမယော့ Flame Shaw အပူလေးရဲ့စကေးတာမရှိတာနော်မေးကြီးတဲ့ပေါက်ကတော့ရှင်းတောက်ပဲဒီလိုနဲ့အစမာနွားမောင်းနေတာတွေ့တော့ကိုလည်းနောက်ကနေကတ်တိုးကတ်တွေလိုက်သွားတဲ့ကြောင့်အမလေး Audity မငါ့ကိုချောင်းလို့တာယော့ကြောင်ယော့အေးရမယ်အမလေးဒါမျိုးတော့လာလို့ရမလားအပူလေးကိုအဲ့ဒါနဲ့မလိမ့်မှာ Granger ကိုအေးဒီနဲ့စွတ်ပြင်းတယ် Granger အနေနဲ့ကနေဘာတွေအညှိုးသေးတွေရှိလို့လဲလို့ပြောနေနေပဲနောက်မှလည်းနွားဝင်လာပြီးခွေတယ်ဒီနွားကမင်းကြောင်မြင်တာနဲ့ခွေမယ်ဆိုတာတကယ်အဲ့ဒါနဲ့ဟိုခွေပြီးဒီခွေပြီးနဲ့ခွေပြေးွက်ပြီးတခါပြေးလာရပြန်ရောဒီလိုနဲ့ Leslie နဲ့အောက်လန်းသွားရှိမယ်ဆိုပြီးသွားနေတော့ခြုံနေကနေကိုယ်စောင့်ရဖာကောင်ဝင်ချပြီးကိုအတော်သေးတာပေါ့ကြောင်ရှိလို့ဘေးနားမှာလည်း Leslie ရှိလို့ပေါ့ဟဲ့ဖာကောင်နေအောင်မင်းချင်းချအောင်ကြက်မှများမှတ်နေတာငါအကြောင်မဟဲ့ဆိုပြီး emote လေးပြပြီးတော့ကိုလည်းကတိုးလေးဘတ်လာလိုက်တယ်အဲ့ဒါနဲ့နွားချေတန်တွေကြားတယ်ဆိုပြီးခြုံထဲမှာပုံနေတော့ Audity မလမ်းမပြီးရောက်လာပြီအဲ့ဒါနဲ့ကြောင်တင်းချအဲဒီတော့အတင်းပြေးနေချိန်မှာနောက်ကနွားခွေတယ်အတင်းကိုလိုက်ခွေတော့တာပဲတရောင်းစားနွားမမင်း Audity မတော့ရွာချက်က Flicker နဲ့ Leslie ကိုတက်ချင်တာအပူလေးရဲ့ရှိမှာဒါမျိုးလာလို့ရမလားဆိုပြီးလိုက်ဖြတ်ပြီးအဲဒီသုံးမိလိုက်တာအစမ damage နေတော့ Audity တော့ရှောသွားပြန်ရောဒီလိုနဲ့ကိုလူတွေကလည်းနွားပေါ်မယ်ဆိုပြီးနွားမနောက်ကိုလိုက်နေတော့ Audity မအမေကနေတာမပြေးနဲ့လေနေဘလောက်ပြေးအပူလေးလက်ထဲကမလွတ်ပါဘူး Audity မရေဆိုပြီးတော့ Audity မကိုတက်ပြီးတော့ record တွေပါထပ်ပြလိုက်တယ်အေးရောအဲ့ဒါနဲ့နွားသားစားမယ်ဆိုပြီးတော့အပူလေးအနေနဲ့တွားပြီးရွလိုက်တာအမလေးတက်ကြီးနွားနဲ့တိုးတာအမလေးအမေကြီးကဲပေါင်းအပူလေးလေးပေါင်းမှမြောက်နေပြီအဲ့ဒါနဲ့အပူလေးလည်းခွေးပြေးွယ်ပြေးလာရပြန်ရောဒါပေမဲ့လည်းမလွတ်ပါဘူးနောက်က Granger တန်းပြီးတော့ထုတ်လိုက်တာတခါအပူလေးလည်းရှောသွားပြန်ရောဒီလိုနဲ့အပေါ်လေးမှာဖာကောက်ရောက်နေတယ်ဆိုတာသတင်းကြတော့ဟဲ့ဖာကောက်ငါကြက်မမဟုတ်ကြောင်မဟဲ့ဆိုပြီးတော့အမြင်ကက်ကနဲ့တက်ခဲလိုက်သေးတယ်အဲ့ဒါနဲ့အပေါ်လေးရဘက်တွေကိုမရောက်မလဲလိုက်လာနဲ့ Audity ကိုတွေ့တော့ကြောင်ချပြီးအဲဒီနှိပ်ပေးလိုက်တာကြီးကိုတော့တရောင်းစားမ Leslie ကထက်ရသွားပြန်ရောဒီလိုနဲ့အပူလေးတို့ကဗရရီတာသွားပြီဆိုတော့အံ့ဖို့လုပ်ပြီလေ Leslie Damage နဲ့ Granger လည်းရှောသွားတယ်ဆိုတော့ကိုလည်းလိုမဲကြောင်လေးချထားတာပေါ့အမေနွားမခွေ့ကျင်တယ်လာခွေ့လေလူကတော့နောက်မှာပေါ့နော်ဒီလိုနဲ့အပူလေးတို့ကတော့အပူလေးတို့ပါပဲ easy win ပဲလေအဲ့ဒါကြောင့်ပြောတာ run တက်ချင်အပူလေးကိုရှောင်းလို့မရှောင်းရင်တော့အပူလေးရဲ့ကြောင်ကမင်းတို့ရဲ့ဖင်လေးကိုထောင်းနဲ့ဝင်သွားမှာ sorry